ဒီလူဟာကြွက်တွေနှိမ်နှင်းပြီးအသက်မွေးဝမ်းကြောင်းပြုတဲ့သူပါတနေ့မှာတော့ကြွက်အုပ်ကြီးရဲ့ဝိုင်းချင်းကိုခံရပြီးထွက်ပြေးရင်းချင်းဖက်စိန်နဲ့အိုးကြီးတဲ့ပြုတ်ကျသွားခဲ့ပါတယ်သူပြန်မထွက်နိုင်ခင်မှာပဲစက်ယုံကပိတ်လိုက်တာကြောင့်သူ့အထဲမှာရှိနေမှန်းဘယ်သူမှမသိလိုက်ကြပါဘူးဒီလိုနဲ့သူဟာအိုးထဲမှာနှစ်ပေါင်း100တိတိအပိတ်ခံလိုက်ရပါတယ်နောက်မှကလေးနှစ်ယောက်ကအိုးကိုမတော်တဆဖွင့်လိုက်တဲ့အခါသူပြန်နိုးလာခဲ့ပါတယ်အံ့ဩဖို့ကောင်းတာကသူ့ရုပ်ရည်ကအရင်တိုင်းမပြောင်းမလဲရှိနေတာပါဒီသတင်းကတနိုင်ငံလုံးကိုတုံ့လှုပ်စေခဲ့တယ်လို့ဆရာဝန်တွေလည်းအံ့အားသင့်ခဲ့ရပါတယ်ဒါပေမဲ့ဒီလူကတော့မပြောနိုင်ပါဘူးဘာလို့လဲဆိုတော့သူ့ဇနီးကလွန်ခဲ့တဲ့နှစ်ပေါင်း80ကတည်းကဆုံးပါသွားခဲ့လို့ပါကံကောင်းတာတစ်ခုကတော့သူ့မှာမြစ်တယောက်ကျန်နေသေးတာပဲဖြစ်ပါတယ်သူဟာသူ့မြစ်ကိုဝမ်းသာအားရနှုတ်ဆက်ပြီးဇနီးတဲ့ရဲ့အုပ်ကူစီချက်ချင်းသွားချင်ခဲ့ပါတယ်ဒါပေမဲ့အပြင်ရောက်တာနဲ့သူအံ့ဩမင်တက်ဖြစ်သွားခဲ့ပါတယ်သူဟာဒီလောက်မြင့်တဲ့အဆောက်အဦတွေနဲ့မော်တော်ကားတွေကိုတခါမှမမြင်ဘူးသေးပါဘူးတင်ချိုင်းကိုရောက်တော့အခြေအနေကတော်တော်ဆိုးနေပါပြီကြော်ညာဆိုင်းပုတ်ကြီးတစ်ခုကသူ့ဇနီးအုပ်ကူကိုကွယ်ထားပြီးဆိုင်းပုတ်ကရွှွန့်တွေကလည်းကူပေါ်စီးကျနေပါတယ်သူလည်းဒေါသထွက်သွားပြီးအလုသမားတွေကိုဆိုင်းပုတ်ဖြုတ်ခိုင်းရင်းရုံးရင်ဆန်ခတ်ဖြစ်ပြီးအဖမ်းခံလိုက်ရပါတယ်သူ့မြစ်ခရာလည်းရှိသမျှငွေလေးနဲ့အာမခံပေးပြီးပြန်ထုတ်ခဲ့ရပါတယ်ဒီလိုအဆက်ကွဲရမှုကိုမခံမရက်နိုင်ဖြစ်သွားကအဲ့ဒီဆိုင်းပုတ်ကြီးကိုသူကိုယ်တိုင်ဝယ်ပြီးဖြုတ်ချပစ်မယ်လို့ကြေဆိုလိုက်ပါတယ်သူတက်တဲ့တစ်ခုတည်းသောပညာကတခွားတီးချင်ဖက်လုပ်တာပါသူတခွားတီးတော့ဝယ်တဲ့အခါဈေးနှုန်းတွေကအရန်ကြီးနေတာကြောင့်မဝယ်နိုင်ခဲ့ပါဘူးဒါနဲ့သူကတက်တန်းကုန်ခါနီးတခွားတီးတွေနဲ့စားတွေကိုလိုက်ရှာဖွေခဲ့ပါတယ်လမ်းပေါ်ကပလင်းခွန်တွေကိုလည်းကောက်ယူခဲ့ပါတယ်သူဟာတခွားတီးတွေကိုလီးပလင်းနဲ့ထက်စားဖြူပြီးမိုးရေနဲ့သူ့ရဲ့ကိုယ်ပိုင်ချင်းဖက်လေးတွေပြုလုပ်ခဲ့ကသူ့ရဲ့လက်တွန်းလဲလေးနဲ့လမ်းမလည်မှာတွားရောက်ခဲ့ပါတယ်ဓာတုဗေဒပစ္စည်းမပါတဲ့သူ့ရဲ့ချင်းဖက်တွေကအွန်လိုင်းမှာချက်ချင်းကိုနာမည်ကြီးသွားခဲ့ပါတယ်ဒါကိုမြင်တဲ့သူမြစ်ကမနာလိုဖြစ်ပြီးကျမ်းမာရေးဌာနကိုတွားတိုင်လိုက်တာကြောင့်ဆိုင်လေးပိတ်လိုက်ရတယ်လို့ဒဏ်ငွေအများကြီးလဲဆောင်ခဲ့ရပါတယ်ဒါပေမဲ့စေတနာကောင်းတဲ့ဖောက်တဲ့နှစ်ယောက်ကသူ့ကိုအကြံပေးခဲ့ပါတယ်အဲ့ဒါကတော့တက္ကသိုလ်ကျောင်းသားတွေကိုအလုပ်တင်အဖြစ်ခန့်ဖို့ပါပဲအလုပ်တင်တွေရဲ့အကူအညီနဲ့သူဟာထုတ်လုပ်မှုတွေကိုစနစ်တကျပြန်လည်စတင်ခဲ့ပါတယ်သူ့ရဲ့တခွားသီးချင်းဖက်တွေဟာတကြော့ပြန်နာမည်ကြီးလာပြီးသူဟာညာတွင်ချင်းတထေးပြန်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်သူရလာတဲ့ပတ်စံတွေနဲ့သူ့ဇနီးရဲ့အုပ်ကူကိုကွဲထားတဲ့ကြော်ညာဆိုင်ပုတ်ကြီးကိုဝယ်ပစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာပေးထားခဲ့တဲ့ကတိကိုတီအောင်လုပ်နိုင်ခဲ့တယ်လို့မိသားစုရဲ့ဂုဏ်သိက္ခာကိုလည်းစောင့်ရှောက်နိုင်ခဲ့ပါတယ်